မင်းကလေးဟာသူမတိတ်တဆိတ်သဘောကျနေတဲ့ကောင်လေးကတခြားသူရဲ့ရည်စားစကားပြောတဲ့စာကိုလက်ခံလိုက်တာကိုမြင်သွားပါတယ်သူမဟာစိတ်မကောင်းဖြစ်သွားပြီးသူမကိုမချစ်ဘူးလို့အထင်မှားသွားခဲ့ပေမဲ့တကယ်တော့ကောင်လေးဟာအဲ့ဒါရည်စားစကားပြောတဲ့စာမှန်မသိခဲ့ပါဘူးကောင်လေးဟာမင်းကလေးချောကလက်စားနေတာကိုမြင်တဲ့အခါမှာလဲသူမကိုသဘောကျနေတဲ့သူတယောက်ကပေးထားမှန်းသိနေတာကြောင့်အနေငယ်မနာလို့ဖြစ်သွားပါတယ်သူဟာဝမ်းနဲ့တကြီးနဲ့အိတ်ကိုသိမ်းပြီးသူမနဲ့အတူအိမ်ပြန်ဖို့မဆောင်တော့ဘဲထွက်သွားပါတော့တယ်မကြခင်မှာပဲမင်းကလေးဟာသူ့ကိုရည်စားစကားပြောခဲ့တဲ့ကောင်မလေးနဲ့ဘေးချင်းရှင်ပြီးလမ်းလျှောက်နေတာကိုမြင်လိုက်ရပြန်ပါတယ်သူမဟာရင်ခွဲမတက်ခံစားလိုက်ရတာကြောင့်နောက်တနေ့မနက်မှာတော့သူ့ကိုတမင်တကာလိလူရှုထားလိုက်ပါတယ်အပြန်လန်တိတ်တဆိတ်သဘောကျနေကြတဲ့သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်ကြားမှာစိတ်ကားသူဖြစ်သွားကြပါတယ်တနေ့မှာတော့ကောင်လေးဟာမင်းကလေးကိုသဘောကျနေတဲ့သူတယောက်ကသူမအကြောင်းပြောနေတာကိုမတော်တဆကြားလိုက်ရပါတယ်အဲ့ဒီလူကသူမကိုအပြောသဘောနဲ့ပဲလိုက်နေတာလို့ပြောနေတာပါဒါဟာကောင်လေးကိုတိတ်ကိုဒေါသထွက်သွားစေပါတယ်အတန်းပြီးတာနဲ့သူဟာမင်းကလေးကိုခေါင်းမိုးထက်ကိုချက်ချင်းခေါ်သွားပြီးသူမအနေနဲ့စာကိုပဲအာယုံစိုက်တင်ကြောင်းနဲ့ဘယ်တော့မှရည်စားမထားဘူးပြောပါတယ်ဒါပေမဲ့မင်းကလေးကရှင်ကိုယ်တိုင်လည်းတခြားသူနဲ့တွဲနေပြီးတော့ကျမကိုကြဘာလို့လာတားနေတာလဲလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီတော့မှပဲသူနဲ့အတန်းဖော်ကောင်မလေးရဲ့ဆက်ဆံရေးကိုသူမအထင်မှားနေမှန်းကောင်လေးသိလိုက်ရပါတယ်သူဟာအဲ့ဒီကောင်မလေးနဲ့အိမ်တူမပြန်ခဲ့ကြောင်းနဲ့ရည်စားစကားပြောတဲ့စာကိုလည်းပြန်ပေးလိုက်ပြီးဖြစ်ကြောင်းအမြန်ရှင်းပြပါတယ်ပြီးတော့သူမရဲ့လက်ထဲကိုချောကလက်တွေအများကြီးထည့်ပေးလိုက်ပြီးသူလည်းသူမအတွက်ချောကလက်တွေဝယ်ပေးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်မင်းကလေးဟာသူ့ရဲ့ရင်ခုန်တန်းကိုချက်ချင်းပဲနားလည်သွားပါတယ်သူမကိုလိုက်နေတဲ့သူပေးတဲ့ချောကလက်ကိုတစ်ခါမှမစားခဲ့ပဲအမြဲတမ်းကိုယ်တိုင်ပဲဝယ်စားခဲ့တာလို့ပြန်ပြောပြပါတယ်သူမကိုပျော်သွားစေတာကတော့ကောင်လေးဟာသူမကိုအမြဲတမ်းဂရုတစိုက်ဆောင်ကြည့်နေခဲ့ပြီးသူမကိုလာပိုးပန်းသူတွေပေးတဲ့လက်ဆောင်တိုင်းကိုလည်းသိနေခဲ့တာပါပဲသူမဟာသူ့အနာကိုတိုးကတ်သွားပြီးကျမကတခြားသူတွေပေးတာကိုမကြိုက်ဘူးရှင်ကိုပဲကြိုက်တာလို့ပြောလိုက်ပါတယ်ကောင်လေးဟာချက်ချင်းပဲမျက်နှာနီသွားပြီးရှက်ကိုရှက်ကန်းနဲ့ကြောင်းစင်းရင်သူမကိုအံ့ဩစရာတစ်ခုပေးမယ်လို့ပြောပါတယ်မင်းကလေးကလည်းပျော်ပျော်ရွှင်ရွှင်နဲ့သဘောတူလိုက်ပါတယ်ကြောင်းစင်းတော့ကောင်လေးကသူမကိုစွန့်ပစ်ထားတဲ့ခမ်းမကြီးတစ်ခုစီခေါ်သွားပါတယ်တကယ်တော့မကြခင်ကပဲမင်းကလေးဟာဘဲလေးကခုံဖို့လေ့ကျင့်စရာနေရာမရှိလို့ငိုခဲ့ဘူးပါတယ်သူမရဲ့အဖေဟာဆေးဘက်ဆိုင်ရာအငင်းပွားမှုတစ်ခုမှာပါဝင်ပတ်သက်နေတာကြောင့်သူမကိုထိခိုက်မှာဆိုလို့အတော်ဖြစ်သူစီပို့ထားခဲ့တာပါဒါပေမဲ့အတော်နေတဲ့ရွာလေးဟာတော်တော်လေးဆင်းရဲတာကြောင့်ဘဲလေးကခုံဖို့တင့်တော်တဲ့နေရာမရှိပါဘူးဒါကြောင့်မင်းကလေးဟာဘဲလေးကပြန်ပွဲဝင်ဖို့ကိုတောင်လက်လျှော့ထားခဲ့ရတာပါသူမရဲ့အခက်အခဲတွေကိုသိပြီးနောက်ကောင်လေးဟာသူ့အမေစီမှာအကူအညီတောင်းပြီးဒီရွာထဲမှာစွန့်ပစ်ထားတဲ့ခမ်းမတစ်ခုရှိနေမှန်းသိခဲ့ရပါတယ်သူမကိုအံ့ဩသွားစေဖို့အတွက်သူဟာကြောင်းစင်တိုင်းအဲ့ဒီနေရာကိုသွားပြီးနေတိုင်းတန်ရှင်းရေးလုပ်ပေးခဲ့တာပါမင်းကလေးဟာတိတ်ကိုစိတ်လှုပ်ရှားသွားပြီးကောင်လေးကသူမရဲ့အပူပင်တွေကိုဒီလောက်အထိဂရုစိုက်ပေးလိမ့်မယ်လို့မထင်ထားခဲ့ပါဘူးသူမဟာသူ့ကိုချက်ချင်းဖတ်လိုက်ပြီးဒီလက်ဆောင်ကိုတိတ်ကြိုက်တယ်လို့ပြောပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်ဟာခမ်းမတွေကဆင်းရင်ပေါ်ကအမိုက်တွေကိုအတူတူတန်ရှင်းရေးလုပ်ကြပါတယ်အားလုံးပြီးသွားတဲ့အခါမှာတော့ပင်ပန်းလုံးလို့ဆင်းရင်ပေါ်မှာပဲလဲလျောင်းလိုက်ကြပါတယ်သူတို့နှစ်ယောက်ရဲ့အကြည့်ချင်းဆုံသွားတဲ့အချိန်မှာတော့ကောင်လေးဟာခေါင်းကိုမော့ပြီးသူမအနာကိုတိုးကပ်လာပါတယ်မင်းကလေးဟာသူနန်းတော်မယ်လို့ထင်ပြီးမျက်လုံးတွေကိုမှိတ်ထားလိုက်ပေမဲ့ကောင်လေးကတော့သူမဘေးကကြမ်းပြင်မကြီးမညာဖြစ်နေတာကိုသတိထားမိသွားပြီးအဲ့ဒါကိုပြင်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်မင်းကလေးဟာမျက်လုံးမှိတ်ထားမိတာကိုလူမိုက်ကြီးလို့ခံစားလိုက်ရပြီးအရှက်သေးစွာနဲ့ပဲငုတ်တုတ်ထထိုင်လိုက်ပါတော့တဲ့မင်းကလေးကကောင်လေးကိုသူမရဲ့ရင်ခုန်တန်တွေကိုတိတ်တဆိတ်ဖွင့်ပြောလိုက်ပါတယ်တို့တွေတက္ကသိုလ်တက်ရတဲ့ခါကျရင်အတူတူရှိကြမယ်လေတဲ့အိတ်ချင်ရောက်ဆောင်နေတဲ့ကောင်လေးဟာချက်ချင်းဆိုသလိုနိုးလာခဲ့ပါတယ်မင်းကလေးကတော့ရှက်ကိုရှက်ကန်းနဲ့အမြန်ပြေးထွက်သွားတာပေါ့အဲ့ဒီညမှာကောင်လေးဟာသူမပြောခဲ့တဲ့စကားတွေကိုထပ်ခါတလဲလဲစဉ်းစားရင်အိတ်မပြောနိုင်ဖြစ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့သူမနေနိုင်တော့ပဲတက္ကသိုလ်ရောက်ရင်အတူတူရှိကြမယ်ဆိုတဲ့အကြောင်းသူမစီစာပြန်ပို့လိုက်ပါတယ်ဒါဟာမင်းကလေးကိုတိတ်ကိုကြည်နူးသွားစေပါတယ်